ကိုယ့်ဘက်မှာကိုယ်တရားလုံးရှိနေပြီဆိုရင်အားငယ်တရားမရှိတော့ဘူးတခါတလေဦးဇင်းတို့ကအားငယ်ကြတာရှိတယ်လူတွေကလူလောကကြီးမှာအချင်းချင်းတယောက်ကိုအလွန်အားပြုကြတယ်ကိုယ့်ကိုတယောက်တည်းသိပြီးတော့မရက်တည်နိုင်ဘူးစာဝတ်နေရေးကိုအဓိကပြောတာမဟုတ်ဘူးနော်ပိုက်ဆံဘယ်လောက်ရှိရှိကိုယ့်ကိုတယောက်တည်းမရက်တည်နိုင်ဘူးကိုယ်ဝင်းကျင်ကကိုယ့်ကိုအကုန်လုံးအမြင်ပြစ်ပယ်လိုက်ပြီဆိုရင်ဘယ်လိုဖြစ်သွားမှာလဲအကုန်ပုံကျသွားမှာစဉ်းစားကြည့်စိတ်ကူးလေးနဲ့လူတိုင်းကသာငါ့ကိုမုန်းနေပြီလားလို့ဝင်တွေးကြည့်ပါလားရုပ်စွာဆုံးကိုမိသားစုကကိုယ်တစ်စက်ကလေးမှအကောင်းမထင်တော့ဘူးလို့မြန်တွေးကြည့်ပါလားဘယ်လိုနေမလို့ခံစားရတယ်သူတို့ကကိုယ်အထင်မကြီးတာသူတို့ကကိုယ်အထင်သေးတာသူတို့ကကိုယ်အကောင်းမထင်တာကိုယ်ဘာထိခိုက်သွားလို့လဲလို့စဉ်းစားကြည့်ပါလားဘာထိခိုက်သွားလဲတကယ်ကဘာထိခိုက်ပေါ့သူတို့စိတ်ထဲဖြစ်တဲ့အတွေ့ပဲလေတကယ်ကဒါပေမဲ့ကိုယ်ကဘယ်လိုဖြစ်သွားတာလဲစိတ်ယောဂတော့ရတော့နေတယ်နော်တချို့ဘာဖြစ်လို့တော့အဲ့ဒါသူများအာပြုနေလို့ဆိုတာရှင်းနေရတယ်အဲ့တော့ဦးစင်းကတွေးကြည့်တယ်ကိုယ့်ဘက်မှာကိုယ်ဆိုတာကြီးအဓိကရှိရင်တော့တိတ်အားငယ်စရာလုံးမထင်ဘူးလို့ဟုတ်လားကိုကသာတကယ်ကောင်းတဲ့လူတစ်ယောက်ဖြစ်ပါစေငါဟာကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုကိုယ်တိုင်သိကိုသိလိမ့်မယ်အဲ့ဒီအသိကိုသာဦးဇင်းတို့တကယ်စစ်မှန်တဲ့နည်းနဲ့ရအောင်လို့ငါဟာတကယ်ကောင်းတဲ့လူတစ်ယောက်လို့ခိုင်ခိုင်မာမာသိမယ်ဆိုရင်ကိုယ့်ဘက်မှာကိုယ်တစ်ယောက်လုံးရှိနေတယ်အဲ့လိုဆိုရင်သူများမရှိတယ်ကိစ္စမရှိဘူးသူများရဲ့ကိုယ်ပေါ်ကောင်းပါတယ်လို့